အာစုကာကတငယ်ချင်းရဲ့ခွေးကိုလမ်းလျှောက်ခေါ်သွားတဲ့အခါဆာဂါမီကလိုက်လာတယ်။အာစုကာကတငယ်ချင်းတဲ့ဖို့ကိစ္စမေးတော့ဆာဂါမီကဒါဆီယာမအခမ်းပဲဆီယာမစိတ်ကြိုက်လုပ်လို့ရတယ်လို့ပြောခဲ့တယ်။မနက်ကျတော့နှစ်ယောက်သားမနက်စာပြင်အဝတ်လျှော်တာတွေကိုအတူတူလုပ်ကြတယ်။မနက်စာစားနေတော့မန်နေဂျာတစ်ကူဆာကရောက်လာပြီးကောင်လေးတွေကအာစုကာပေါ်အရန်မီခိုနေလို့ကိုချီတော့ပေါ်ကိုရက်တီနိုင်အောင်အာစုကာကိုအလုပ်ဖြုတ်ချင်တယ်လို့ပြောပါတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာတော့ဘိုးအဖွဲ့ဝင်တွေအိမ်ပြန်ရောက်လာပြီးအိမ်တန်ရှင်ရဲ့အဝတ်လျှော်တာပကံစေးတာတွေကိုသူတို့ဘာသာလုပ်မယ်လို့အာစုကာကိုပြောကြတယ်။အာစုကာကြောင်သွားပေမဲ့သူတို့ကချဲနေလို့ဖြစ်ချင်လို့ကိုချီတော့ပေါ်ကိုရက်တီဖို့စူးစမ်းတာလို့ရှင်းပြပါတယ်။နောက်တနေ့မနက်အာစုကာနိုးလာတဲ့အခါကောင်လေးတွေမနက်စာပြင်အိမ်မှုကိစ္စတွေလုပ်နေတာကိုတွေ့ရတယ်။ကုဆာကာက follower တွေ40%တိုးလာပြီလို့ပြောပြီးနောက်တနေ့မှာ TV မှာဖြောပြရမယ်ဆိုတဲ့သတင်းကိုလာပြောပါတယ်။အားလုံးအရန်ဝမ်းသာသွားကြတာပေါ့။နောက်တော့အာစုကာကဆာဂါမီနဲ့ခွေးလန်းလျှောက်ထွက်ရင်တငယ်ချင်းစီကဖုန်းလာလို့အိမ်ကိုအမြန်ပြန်လာခဲ့တယ်။အိမ်ပြန်ရောက်တော့အိမ်ကပွားစာကျင်းနေတာပဲ။ကောင်လေးတွေကကုဆာကာရှိမှပဲကိုချီတော့ပေါ်ကိုရက်တီနိုင်တယ်လို့ဟန်ဆောင်ခဲ့တာတကယ်တော့အိမ်မှုကိစ္စဘာမှမလုပ်တတ်ဘူးလို့ဝန်ခံကြတယ်။အဝတ်တွေအများကြီးထည့်လိုက်လို့အဝတ်လျှော်ဆက်လဲပြတ်သွားခဲ့ပြီးအာစုကာကသူတို့ကိုအားပေးနေတော့ကုဆာကာဝင်လာပြီးဘာတွေပွားနေတာလဲလို့မေးကချင်းနီနဲ့ထန်နိုင်ရှင်ပါတယ်။အဲ့ဒီခါအာစုကာကဝင်ပြောလိုက်တယ်ဘိုးဘုံကိုချင်းနီနဲ့မနိုင်ရှင်ပါနဲ့တဲ့နောက်တော့ဘိုးဘုံအဖွဲ့နာမည်ကြီးမိုးလေဝသကြီးညာသူတယောက်နဲ့ရိုက်ကူးရေးလုပ်နေတော့အတန်းတွေကြားလို့အောက်ထပ်ဆင်းကြည့်တော့အာစုကာတငယ်ချင်းရဲ့ဖောက်ပြန်တဲ့ရီစာရောက်နေတာပါ။အဲ့ဒီလူကအာစုကာကိုနှိမ်ချဆက်ဆံပေမဲ့ဘိုးအဖွဲ့ဝင်တွေကအာစုကာဘက်ကနေမမမရက်တီပေးခဲ့ကြတယ်။ပြီးတော့ကောင်လေးတွေကအာကပယ်လာအခါပလာတူရီယာမပါပဲဆိုချင်းပုံစံနဲ့တချင်းဆိုပြကြတယ်။ဒီကိစ္စပြီးတော့ကုဆာကာကအားလုံးကိုတောင်းပန်ပြီးအာစုကာကိုလည်းအလုံးမထွက်ဖို့ပြောပါတယ်။ဆာဂါမီကအာစုကာကိုဒိတ်ဖို့ဖိတ်ခေါ်ပေမဲ့တခြားအဖွဲ့ဝင်တွေကအထင်လွဲကုန်ကြတယ်။ဆာဂါမီကရှင်းပြတာကနာမည်ကြီးတဲ့တိတ်လုတ်တဲ့နေရာကိုတွားရမှာဥက္ကဋ္ဌကသူတို့အဖွဲ့ကိုအရင်နဲ့မတူတဲ့အရာတစ်ခုလုပ်စေချင်လို့တဲ့။ဆာဂါမီကအဖွဲ့ရဲ့ producer ဖြစ်ပေမဲ့အချစ်တချင်းတစ်ပုံမှမရေးဘူးသေးဘူးလေ။ဒါနဲ့အဖွဲ့ဝင်တွေအားလုံးစုပြီးတချင်းအစ်အတွက်စိတ်ကူး inspiration ရအောင်အချစ်အကြောင်းတွေပြောကြတယ်။သူတို့ရဲ့ပထမဆုံးအချစ်ဇာတ်လမ်းတွေဒုတိယတန်းတုန်းကစသဖြင့်ကိုပြောပြကြပြီးတဲ့နောက်အာစုကာနဲ့ဆာဂါမီတို့တိတ်လုတ်ဖို့သဘောတူလိုက်ကြတယ်